CM Group မြန်မာအကန့် motorcycle business company limited ကနေပြီးတော့တက်ဆင်ထုတ်လုပ်ပြီးမင်းဦး high quality automotive distribution မှာဖြန့်ဖြူရောင်းချတော့လက်မီတစ်စိမ်း Iceland ဆိုင်ငယ်မျိုးအစားဆိုရင်ဖြင့် modern premium design နဲ့ပေါင်းစပ်ထားပြီးတော့ဆိုင်ငယ်စီးနှင်းသူတယောက်ရဲ့လုံခြုံမှုတက်တော့တက်တာရှိမှုတို့အပြင် smart quality technology ပါအပြည့်အဝထည့်သွင်းထားတဲ့ premium scooter ဆိုင်ငယ်မျိုးစားတစ်စီးပဲဖြစ်ပါတယ် Iceland ဆိုင်ငယ်မျိုးစားမှာဆိုရင်ဖြင့်ခြားဆိုင်ငယ်တွေမှာမပါဝင်တဲ့ TCS system စနစ်ကိုထည့်သွင်းအသုံးပြုထားပါတယ်မိုးရွာတဲ့လမ်းတဲကြောက်ရှိတဲ့လမ်းချောမွေးတဲ့လမ်းတွေမှာဘိန်းလက်အားလွန်ပြီးချော်ထွက်နိုင်တဲ့အခြေအနေကိုအလွန်လျောက်ထိန်းညှိပေးတဲ့ system တစ်ခုပဲဖြစ်ပါတယ်အချိန်အတက်ကြမှာလဲနောက်ဘင်းရဲ့ရုံအားကိုစနစ်တကျထိန်းချုပ်ထားပေးတာကြောင့်ပုံမတည်ငြိမ်ပြီးတော့ confident အပြည့်နဲ့မောင်းနေနိုင်မှာပဲဖြစ်ပါတယ် TCF system ကိုအဖွင့်အပိတ်ပြုလုပ်လို့ရပါတယ် TCF စနစ်ရဲ့အလုပ်လုပ်ပုံကိုဆိုင်ငယ်ဒိုင်ခွက်မှာဘယ်လိုမျိုးပိတ်ရလဲဘယ်လိုမျိုးဖွင့်ရလဲဆိုတာကိုကျွန်တော်အနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ motorcycle display မှာပြသထားတဲ့စက်ခလုတ်ကို3စက္ကန့်လောက်ဖိထားပေးရပါမယ်3စက္ကန့်လောက်ဖိထားပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ခလုတ်လေးတွေခုန်လာပြီးဆိုရင်တိုင်းဘော့တုခလုတ်ကိုအနှဲငယ်ဖိထားရုံဖြစ် TCS စနစ်ရဲ့အဖွင့်ပိတ်ကိုပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ဆိုင်ငယ်တာယာလေးဖိအားကိုချိန်ညှိတဲ့ system ပါဝင်လာမှာပဲဖြစ်ပါတယ်ဘလို့ချိန်ညှိရမလဲဆိုတော့ကျွန်တော်တို့စက်ခလုတ်ကိုစတင်ပြီးတော့ဖိထားပြီးပါခလုတ်လေးတုံလာပြီးဆိုရင်မုခလုတ်ကိုအနှဲငယ်ဖိထားပြီးရုံဖြင့်လေးပါ F ခလုတ်ခုံလာမှာဖြစ်ပါတယ် F ခလုတ်ခုံလာပြီးဆိုရင်တော့ F ခလုတ်ကဘာကိုရည်ညွှန်းတယ်လဲဆိုရင်ဖြင့်ဆိုင်ငယ်ဤအရှိတာယာဘိန်းကိုရည်ညွှန်းချက်ဖြစ်ပါတယ်လေးပေါင်ကို18အထိထားပြီးရင်ကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်ပြီးရင်မုခလုတ်ကိုတစ်ချက်နှိပ်လိုက်ပါအာခုံလာပါမယ်အာခလုတ်ကကြတော့ကျွန်တော်တို့နောက်ဘိန်းကိုရည်ညွှန်းချက်ဖြစ်ပါတယ်အာနောက်ဘိန်းလေးကိုတော့လေးပေါင်24အထိထိုးပါဒါဆိုရင်တော့ပြီးပြည့်စုံသွားမောင်းနေသွားလာနိုင်မှာပဲဖြစ်ပါတယ်လေးပေါင်ရော့လာပြီးဆိုရင်တော့ကျွန်တော်တို့လေးပေါင်အချက်ပြမီလေးပြန်ပြီးတော့လင်းလာမှာပဲဖြစ်ပါတယ်လေးပေါင်အချက်ပြမီလေးလင်းလာပြီးဆိုရင်တော့လေးပေါင်ကိုပြန်လဲချိန်ညှိပေးဖို့လိုအပ်ပါတယ်ခင်ဗျဒီစနစ်ပင်မဲလားဆိုရင်တော့မဟုတ်သေးပါဘူးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတစ်ချက်ရှိနေပါသေးတယ်အဲ့ဒါကတော့ရှင်းနောက် ABS system ပါဝင်လာပြီးတော့တာဘိုစနစ်ပါဝင်လာတဲ့အပြင် EFI ကိုမှ ECU စနစ်ဖြင့်ထိန်းချုပ်ထားတာဖြစ်တဲ့အတွက်စီစားနှုန်းကိုလည်းတက်တာစေပါတယ်စီတိုင်ကလည်း6လီတာဆန်းနဲ့စီတိုင်ပါဝင်လာတဲ့အပြင် water cooling system နဲ့ gas valve ပါတက်ဆင်အသုံးပြုပေးတာဖြစ်တဲ့အတွက်မြို့တွေကမြို့ပြင်မှာညင်ညင်ညင်ညောင်းနဲ့စီးနေသွားလာနိုင်မှာပဲဖြစ်ပါတယ်ဒါအပြင် smart ချတဲ့ smart key system ပါဝင်လာတာဖြစ်တဲ့အတွက်လက်ပြီးအမှတ်တစိမ့် Iceland ဆိုင်ငယ်ကိုစီးနှင်းလိုက်ပြီးဆိုတာနဲ့ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကတော့ဆိုင်ငယ်စီးနှင်းတဲ့အချိန်မှာ smart ဖြစ်တဲ့ခံစားချက်ကိုရရှိစေမယ့်အပြင်ဆိုင်ငယ်ရက်ထားရုံနဲ့အရင်ဆိုင်ငယ်ဘေးနားမှာအတူတူရှိနေုံနဲ့ premium look ရရှိနေတဲ့ပုံစံကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဆိုင်ငယ်ကိုကြည့်လိုက်တာနဲ့ model design နဲ့တိဆောက်ပေးတာတွေ့ရမှာဖြစ်တဲ့အတွက်ထိုခံစားချက်မျိုးကိုရရှိစေမှာပဲဖြစ်ပါတယ်ဂျပလက်လိုင်စင်ကြီးပါဝင်တဲ့အတွက်မြန်မာနိုင်ငံအနှံ့ချလက်ချမောင်းနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဆိုင်ငယ်ချစ်မိတ်ဆွေတွေလည်းလက်ပြီးဆိုင်ငယ်နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်များရှိခဲ့ရင်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပြီလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်